တန်နိုင်ရအကြောင်းတွေမှာအသက်ကိုကြောင့်ရှိကြပေမဲ့ဒီကြောင့်လေးမှာတော့အသက်တစ်ချောင်းပဲကြံပါတော့တယ်။ဘာလို့လဲဆိုတော့သူဟာအမြဲတမ်းမတော်တဆမှုတွေနဲ့ကြုံတွေ့ပြီးတည်ဆုံးလေးရှိတဲ့အရန်ကိုကန်ဆိုးလုံးတဲ့ကြောင့်လေးဖြစ်နေလို့ပါ။စိတ်ပြအားငယ်နေတဲ့ကြောင့်လေးဟာအနာဂတ်ကိုဟောပြောပေးတဲ့ဆိုင်တစ်ဆိုင်ကိုတွေ့ပြီးရွှေရင်းကားပြတစ်ပြားပေးကသူ့ရဲ့ကံကြမ္မာကိုကြည့်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကံကြမ္မာကတော့အဲ့ဒီနေ့မှာပဲသူဟာကြောက်ခန်းနဲ့ဖိမိပြီးတည်ဆုံးမဲ့ဆိုတာကိုသိလိုက်ရတာကြောင့်အရန်ကိုဝမ်းနည်းသွားခဲ့ပါတယ်။ဘေရင်ဆရာကသူ့ကိုအသက်ပေးကကာကွယ်ပေးနိုင်မယ်ဆိုတဲ့လေးပွင့်ဆိုင်ကံကောင်းခြင်းသူ့ရဲ့လေးတရွက်ကိုပြသခဲ့ပါတယ်။ကြောင်လေးကသူ့မှာရှိသမျှရွှေရင်းကားတွေအပြင်သူအမျက်တနိုးဆွဲထားတဲ့ခေါင်းလောင်းလေးကိုပေးပြီးအဲ့ဒီအရွက်လေးကိုဝယ်ခဲ့ပါတယ်။ဘေရင်ဆရာကသူ့ရဲ့နောက်ဆုံးကျန်တဲ့အသက်မှာအဲ့ဒီအရွက်ပုံလေးကိုရွေးဆဲပေးလိုက်ပါတယ်။ပြီးတာနဲ့သူကကြောင်လေးကိုအပြင်ကိုထုတ်လိုက်ပါတယ်။ဒါပေမဲ့ဆိုင်အပြင်ကိုရောက်တဲ့အခါမှာတော့တိရွက်လေးကညှိုးနှွမ်းသွားပြီးသူဟာလေးလဲခါလိုက်ရမှန်းသိသွားခဲ့ပါတယ်။ဘာလို့ရမှန်းမသိပဲသူဟာအရန်ကိုစိတ်ပြအားငယ်နေခဲ့ပါတယ်။ဝမ်းနဲ့စာနဲ့ဆက်လျှောက်လာရေးလမ်းမှာလေးပွင့်ဆိုင်ကံကောင်းခြင်းမျက်ပင်တွေကိုတွေ့လိုက်ပြီးတခဲလုံးမှာပျော်ရွှင်စွာနဲ့လူလိုက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကြောက်ခဲတစ်လုံးကသူ့အနာကိုကြားလာပေမဲ့မထိမှန်ခဲ့တာကြောင့်သူကဘေးကင်းပြီလို့ယုံကြည်သွားခဲ့ပါတယ်။သူဘေးကင်းပြီလို့ထင်နေတဲ့နောက်တစ်စက္ကန့်မှာပဲပိုပြီးကြီးမားတဲ့ကြောက်တုံးကြီးတစ်လုံးကသူ့ဘော်ကိုပြုတ်ကျပြီးဖိမိသွားပါတော့တယ်။သူဟာတည်ဆုံးသွားတဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုပြန်ကြည့်ရင်ဘယ်ရာကမှသူ့ကိုတည်ခြင်းတရားကနေကာကွယ်မပေးနိုင်ဘူးဆိုတဲ့အမှန်တရားကိုသိသွားခဲ့ပါတယ်။ပြီးတော့ပါပြီ။